ကဲဒီနေ့ကမေသူလိုကလေးငယ်ငယ်လေးတွေအတွက်ကကြလို့တင်ပြမယ်နော်တော်ဝါတုတ်တော်ဝါတုတ်တော်ဝါတဲ့တော်ဝါတုတ်ကဘောက်ဘူးအစာကြီးလို့ဘူးတော်ဝါတုတ်ကြီးဝါဝတုတ်ဖတ်တီးကြီးပဲပြို့အကကြလေးဟာတော်ဝါတုတ်ရဲ့အကြောင်းကိုဖော်ပြတာရဲ့ကကြသူ့ရဲ့ပုံလေးလည်းပြောကြအောင်လေတော့ဘလို့ဝါလဲဆိုတော့ပိတ်တူတဲ့ဒီနေ့နေပိတ်လေးပါရင်နော်အမြအဲ့ပဲတော့ဝိုင်းတော့ဘလို့ဝါဒီလိုဝါလာပြောရဲဝါလာမှာပုံနေလို့ထန်ကောင်းနေပိတ်နာဒီလိုအစားရှော့စားတယ်ဆိုပြီးတော့တွေးပြောလေဒီပဲပေါ့ပိတ်နာကပေါ့အစားဆော့စားရတယ်ထမင်းစားရမှာအားရှိရလေအဲ့ဒါမို့ထမင်းတဲ့ကိုဖတ်လောက်ပြီးတော့ဘောဝတော်ကြီးဖြစ်ရှင်လဲပုံကြီးလေးကနေပြကကြားခတရားလေးပုံဖြစ်သွားတယ်။ကဲနောက်တစ်ခါကျရင်လေမေသူလို့မေသူပုံကြီးလေးလေပြပါမယ်မေသူတိတက်လောက်လေမေသူပြောချင်တာရောမတကယ်အစစ်မှန်တော့မဟုတ်ပါ။အားလုံးရှိပါရဲ့ဘာ